ပြားတိုက်တစ်ခုမှာယူကရိန်းဝန်ကြီးချုပ်ရဲ့ကလေးတွေကအမှုပညာပစ္စည်းတွေကိုကြည့်ရှုနေကြပြီးလုံခြုံရေးအဖွဲ့ကြီးကသူတို့ကိုစောင့်ကြည့်နေတယ်။ပြန်ထွက်ဖို့လုပ်တဲ့အချိန်အပြင်ထွက်လာကြပြီးရုတ်တရက်ပေါ်လာတဲ့ကားတစ်စီးကသူတို့ကားကိုဝင်တိုက်လိုက်တာကိုမြင်လိုက်ရတယ်။လုံခြုံရေးတယောက်ကကားနှစ်စီးကြားညှပ်မိသွားပြီးမျက်နှာဖုံးတက်ထားတဲ့လူအုပ်တစုကကားတွေကဆင်းလာကတနက်ပစ်ခတ်တယ်။လုံခြုံရေးတွေကိုမြန်ဆန်တပ်ပစ်ပြီးအပြစ်မဲ့ပြည်သူတချို့တောင်ထိခိုက်ဒေဆုံးသွားတယ်။ပြီးတော့ဝန်ကြီးချုပ်ရဲ့ကလေးတွေကိုကားထဲတွန်းထည့်ပြီးထွက်ပြေးသွားတယ်။မကြခင်မှာလျှို့ဝှက်လုံခြုံရေးအဖွဲ့နဲ့ရဲတပ်ဖွဲ့ကလိုက်ဖမ်းကြပြီးလမ်းမတွေမှာအရှုပ်ထွေးဖြစ်လာတယ်။ပြည်သူတွေရဲ့ကားတွေတိုက်မိပြီးလမ်းဘေးတွန်းထုတ်ခံရကရေမတော်တဆမှုများစွာဖြစ်ပေါ်လာတယ်။ပြန်ပြီးသမားတယောက်ကတနက်ပစ်ခတ်ပြီးလျှို့ဝှက်လုံခြုံရေးကားတွေမှုတ်သွားတယ်။ရဲတယောက်ကပြန်ပစ်ပြီးပြန်ပြီးသမားရဲ့လက်ကိုထိမှန်ခဲ့တယ်။ဒါပေမဲ့သူကဘာမှမဖြစ်သလိုပဲရဲကိုပြန်ပစ်ပြီးကားကိုလည်းပျက်စီးစေတယ်။မောင်နှမနှစ်ယောက်ကကြောက်လန့်အော်ဟစ်နေချိန်ကားကအရှိန်ပြင်းပြင်းနဲ့အန်ဒီရရှိတဲ့အကွေတွေကိုကိုယ်ရင်ဆက်မောင်းနေတယ်။နောက်ဆုံးမှရဲတွေရဲ့လမ်းပိတ်တားဆီးမှုကိုတွေ့ပြီးတိုက်ဝင်သွားတယ်။ဒါပေမဲ့မရက်ဘူး။ရဲတွေတနက်ပစ်နေချိန်မှာသူတို့ကနောက်ပြန်မောင်းထွက်ဖို့ကြိုးစားတယ်။ရင်မောင်းကခေါင်းထိမှန်ပြီးတေးသွားတယ်။သူ့အဖော်တယောက်ကကားတွေကထွက်လာပြီးရဲအရာရှိတွေကိုမြန်ဆန်ပစ်ခတ်ရှင်းလင်းလိုက်တယ်။ပြီးတော့အလောင်းကိုကားတွေကပစ်ထုတ်ပြီးကိုယ်တိုင်မောင်းနေတယ်။နောက်ဆုံးမှသူတို့ကကဲထုတ်မဲ့နေရာကိုရောက်သွားတယ်။ရဲတွေကထပ်မံဝိုင်းထားပြီးတနက်ပစ်ပွဲအသစ်ဖြစ်လာတယ်။ပြန်ပြီးသမားတယောက်ထပ်ကျသွားပေမဲ့ခေါင်းဆောင်ကတော့အသက်ရှင်နေပြီးကလေးတွေကိုဟယ်လီကော်ပတာတွေထိနိုင်ခဲ့တယ်။ဒဏ်ရာရထားတဲ့သူကလိုက်တက်ဖို့လုပ်ပေမဲ့ခေါင်းဆောင်ကခြေထောက်နဲ့ကန်ချပြီးခြံထားခဲ့တယ်။ဟယ်လီကော်ပတာကထွက်ခွာသွားတယ်။တစ်ချိန်တည်းမှာပဲ Parsalan Liberation Front က Chernobyl Nuclear စက်ရုံကိုဝင်စီးပြီးဝန်ထမ်းအားလုံးကိုတပ်ပစ်ကထိန်းချုပ်လိုက်တယ်။သူတို့ကစက်ရုံပတ်ဝန်းကျင်ရှိစွန့်ပစ်မြို့ကိုပါသိမ်းလိုက်ပြီး Nuclear Reactor မှာဖောက်ခွဲပစ္စည်းတွေတပ်ဆင်ထားတယ်။အဲ့ဒီပစ္စည်းတွေကို82နာရီသတ်မှတ်ထားတဲ့ဖောက်ခွဲစက်နဲ့ချိတ်ထားတယ်။ General Topov ကဝန်ကြီးချုပ်စီဗီဒီယို message ပို့ပြီးနိုင်ငံရေးအကျဉ်းသား229ယောက်ကိုစက်ရုံကိုဖောက်ခွဲမယ်လို့ချိန်ချောက်တယ်။ပါဆာလန်အတွက်လုံးဝလွတ်လပ်ရေးကိုလည်းတောင်းဆိုတယ်။မလိုက်နိုင်ရင်ကလေးတွေကိုတတ်မယ်လို့ပြောတယ်။တစ်ဖက်မှာတော့ဒေါက်တာကော်လင်ကသူ့လက်ကိုပြင်ဆင်ပြီးစီးနေတယ်။ဟယ်လီကော်ပတာရောက်လာတဲ့အခါဒဏ်ရာရပြန်ပြီးသမားကိုစစ်ဆေးတယ်။သူကတနက်ကြီးအများကြီးထိမှန်ထားပေမဲ့နာကျင်မှုမရှိတာတွေ့ရတယ်။အဲ့ဒီလူက NGU လို့ခေါ်တဲ့စမ်းသပ်ဆဲ Universal Soldier မျိုးဆက်သစ် Super Soldier တယောက်ဖြစ်နေတယ်။ကော်လင်ကရေခဲတစ်တာတွေကလက်အသစ်တစ်ဖက်ကိုထုတ်ပြီးဒဏ်ရာရထားတဲ့လက်ကိုဖြတ်ကအစားထိုးပေးတယ်။နောက်ပိုင်းကာနေကိုဘီကယူကရိန်းခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေးတယ်။လုံခြုံရေးမှတ်တမ်းတွေကိုကြည့်ပြီးပြန်ပေးသမားတယောက်ကတေတိနဲ့ဒဏ်ရာကိုခံပြီးတော့အသက်ရှင်နေတာကိုသတိထားမိတယ်။ဒါကအမေရိကန်က9နှစ်အရင်ပိတ်လိုက်တဲ့ Super Soldier Project ကိုသတိရစေတယ်။ရန်သူမှာ Universal Soldier တွေရှိနေတဲ့အတွက်တိုက်ဖို့အင်အားတူတစ်ခုခုလိုအပ်နေတယ်။ Virginia မှာဒေါက်တာပေါ်တာက Cryo Freeze ထဲမှာတင်ထားတဲ့နောက်ဆုံး Universal Soldier 4ယောက်ကိုထုတ်တယ်။ယူကရိန်းကအရေးပေါ်အခြေအနေကြောင့်သူတို့ကိုနှိုးဖို့အမိန့်ပေးလိုက်တယ်။ညပိုင်းမှာစစ်တပ်တွေ Chernobyl ရှိပူးတွဲတပ်ဖွဲ့ Command Center မှာစုဝေးကြတယ်။ပေါ်တာက Universal Soldier Program အကြောင်းရှင်းပြတယ်။ဒီအစီအစဉ်က Nitrogen အခြေခံဓာတ်ငွေ့နဲ့ Pituitary Augmentation ကိုအသုံးပြုပြီးတည်ဆုံးသွားတဲ့စစ်သားတွေကိုပြန်အသက်သွင်းနိုင်ခဲ့တယ်။သူတို့ကိုပုံမြန်ပိုအားကောင်း program ထည့်နိုင်ပြီးမှတ်ဉာဏ်ဖြတ်နိုင်အောင်ပြုပြင်တိုးတက်ထားတယ်။ဒီစစ်သားတွေကိုနှိမ့်ဆက်ညှဉ်းပန်းခဲ့ရင်တော့ဘာနာကျင်မှုမှမခံစားရဘူး။9နှစ်အရင်ပေါ်တာကဒီ project ကို Colin စီလွှဲပေးခဲ့တယ်။ Colin က gene therapy နဲ့ cloning သုတေသနတွေကိုအသုံးပြုပြီး super soldiers တွေကိုပိုပြီးတိုးတက်အောင်လုပ်ခဲ့တယ်။ဒီ NGU တွေကမတားဆီးနိုင်တဲ့တပ်ဖြတ်ရေးဆက်တွေလို့ဖြစ်လာပြီးတနေ့မှာအစိုးရအဆောက်အဦတစ်ခုတည်းကဝန်ထမ်း12ယောက်ကိုတပ်ဖြတ်ခဲ့တယ်။အဲဒါကြောင့် project ကိုပိတ်လိုက်ပေမဲ့တနေ့မှာတယောက်ယောက်ကဖောက်ဝင်ပြီး unit တစ်ခုကိုခိုးသွားခဲ့တယ်။သူတို့ကအဲ့ဒီလူဟာ Colin ဖြစ်မယ်လို့ယုံကြည်ကြတယ်။ Colin ကစစ်တပ်ကနေထွက်ပြီးအရှိအယူရောပမှာငွေကြီးပြီးငှားရမ်းတဲ့လက်နက်ကိုင်တယောက်အဖြစ်အလုပ်လုပ်နေတယ်။စစ်သားတွေကို Colin ရဲ့ NGU ကိုတိုက်ခိုက်ရမယ်လို့ပြောကြတယ်။အခုနှိုးနေတဲ့ Universal Soldiers 4ယောက်ကသူတို့ကိုကူညီမယ်။မူလက Universal Soldiers 9ယောက်ရှိပေမဲ့9ယောက်မြောက်ကတော့ Switzerland မှာ Behavioral Modification Therapy ခံယူနေတယ်။ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုကသူ့ကိုလူအတိုင်းဝိုင်းနဲ့ပြန်ဝင်နိုင်ဖို့ကြိုးစားနေတယ်။ Switzerland မှာ Universal Soldier လူကဒေါက်တာ Sandra နဲ့ကုသမှုမလုပ်ခင်ဆေးတောက်တယ်။သူ့ရဲ့အတိတ်ကိုဘာမှမမိပေမဲ့ကိုလုပ်ခဲ့တဲ့အရာတွေအတွက်ရှက်ရွံ့နေတယ်။အဲ့ဒီနောက်သူတို့စားတော့ဆိုင်တစ်ခုကိုသွားကြတယ်။လူကလူတယောက်ကစားပွဲထိုးမင်းကလေးကိုတစ်ခုခုမေးတာမြင်တယ်။မင်းကလေးကလူကိုလက်ညှိုးထိုးပြလိုက်တယ်။အဲ့ဒီလူစီလာတဲ့အချိန်လူကရုတ်တရက်ထိုးကြည့်ပြီးစားပွဲတွေအများကြီးပျက်စီးသွားတယ်။ Sandra ကရပ်ဖို့တောင်းဆိုပေမဲ့မရဘူး။နောက်ဆုံးသူမကိုယ်တိုင်လူကိုတားဆီးပြီးညင်အောင်လုပ်ရတယ်။ရဲမရောက်ခင်သူတို့နှစ်ယောက်စားတော့ဆိုင်ကနေထွက်သွားကြတယ်။ Nuclear စက်ရုံမှာ Topov က Colin နဲ့သူ့လူတွေကို microchip တွေထိုးသွင်းခိုင်းတယ်။ဒီ microchip တွေက NGU ကိုသူ့အဖွဲ့သားတွေကိုမတိုက်ခိုက်စေဖို့ဖြစ်တယ်။တစ်ချိန်တည်းမှာပဲ American စစ်တပ်က Universal Soldiers တွေကိုတိုက်ပွဲအတွက်ပြင်ဆင်ပေးတယ်။သူတို့ကိုလက်နက်ပစ္စည်းတွေနဲ့အထူး headset တွေတပ်ဆင်ပေးတယ်။အားလုံးအဆင်သင့်ဖြစ်တဲ့အခါဝန်ကြီးချုပ်ရဲ့ကလေးတွေကိုကယ်တင်ပြီး reactor ကိုလုံခြုံအောင်လုပ်ဖို့တာဝန်ပေးတယ်။ NGU ကိုတွေ့ခဲ့ရင်ပုံမှန်စစ်သားတွေကတတ်နိုင်သမျှရှောင်ရမယ်။ Universal Soldiers တွေကပဲသူ့ကိုကင်တွယ်ရမယ်။မနက်အစောပိုင်းမှာ American စစ်သားတွေစက်ရုံကိုရောက်လာတယ်။တိတ်တဆိတ်ဝင်ဖို့ကြိုးစားပေမဲ့စစ်သားတယောက်ကမြှောက်ထားတဲ့မိုင်းပေါ်နေမိပြီးပောက်ကွဲမှုကြောင့်ရန်သူတွေတတိထားမိသွားတယ်။ရုတ်တရက်တိုက်ခိုက်မဲ့အားသာချက်ပျောက်သွားပြီးစစ်သားတွေကမြန်ဆန်လှုပ်ရှားပြီးတကားတွေကိုပိတ်ဆို့ကထွက်လာတဲ့ရန်သူအားလုံးကိုတပ်ပြတ်တယ်။နေရာရှင်းသွားပြီးနောက် reactor ကိုဝိုင်းထားဖို့စက်ရုံတွေဝင်ကြတယ်။ဒါပေမဲ့ကိုဘီကအပြင်မှာပဲနေခိုင်းပြီး Universal Soldiers တွေကိုပဲတိတ်တဆိတ်ဝင်စီတယ်။၄ယောက်စလုံးခွဲထွက်ပြီးအဆောက်အဦထဲရှာဖွေကြတယ်။ဒါက NGU အတွက်တိုက်ခိုက်ဖို့အလွယ်ကူဆုံးဖြစ်သွားတယ်။ NGU ကစစ်သားတယောက်ပေါ်ခုန်ချပြီး platform ပေါ်ကနေပစ်ချတယ်။ပြီးတော့လက်သီးနဲ့ထိုးပြီးဓာတ်နဲ့ထိုးတတ်တယ်။နောက်တယောက်ကတနက်နဲ့ပြန်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့မအောင်မြင်ဘူး။ NGU ကလွယ်ကူကူအနိုင်ယူပြီးထပ်ထိုးတတ်လိုက်တယ်။တတိယစစ်သားရောက်လာပြီးတနက်ပစ်တယ်။ NGU ကအပေါ်ထက်ကိုအမြန်ပြေးတက်သွားတယ်
စစ်သားနီးလာတဲ့အချိန်သူ့ပေါ်ခုံချပြီးတန်ချိတ်ပေါ်မှာထိုးပေါက်တပ်ပစ်တယ်စတုထစစ်သားက NGU ကိုမြင်တာနဲ့တနက်ပစ်ပေမဲ့ NGU ကမြန်လုံးလို့မထိဘူးကြီးကုံသွားတဲ့အတွက်လက်ချင်းတိုက်ရတော့တယ်အခြားသူတွေထက်တော့သူကလက်သီးနည်းနည်းထိုးနိုင်ခဲ့တယ်ဒါပေမဲ့ NGU ကပိုမြန်ပြီးပိုအားကောင်းနေတယ်မကြခင်စစ်သားကိုအလွယ်တကူအနိုင်ယူပြီးလေပင်ညှက်တက်လိုက်တယ်ကိုဘီကပုံမှန်စစ်သားတွေကိုနောက်ဆုတ်ဖို့ပြောဖို့ကြိုးစားပေမဲ့သတင်းမရောက်ဘူး NGU ကကြီးစံတွေသူ့ကိုမထိခိုက်နိုင်တာကြောင့်တယောက်တည်းတိုက်ခိုက်တယ်သူကတည်ငြိမ်စွာလမ်းလျှောက်ရင်းတနက်ပစ်ကစက္ကန့်ပိုင်းအတွင်းစစ်သားတွေကိုတပ်ပစ်တယ်အသက်ရှင်ကျန်သူတယောက်တွေ့ရင်လည်းမြန်မြန်ဆန်ဆန်ထိုးကြည့်တယ်ဘတ်ကတော့ထွက်ပြေးနိုင်ခဲ့တယ်ဘတ်က General ကျသွားတာကိုတွေ့လိုက်တယ်ဒါကြောင့်ကဲဆယ်ရေးအတွက် headquarters ကိုဆက်သွယ်ဖို့ကြိုးစားတယ်ဒါပေမဲ့ General ကအသက်ရှင်နေသေးတဲ့နောက်ထပ်ဒဏ်ရာရစစ်သားတယောက်နဲ့အတူထွက်ပြေးဖို့ပြောတယ် NGU နီးလာတဲ့အချိန်မှာ General ကလက်ပစ်ပုံပစ်လိုက်ပြီးပုတ်ကွဲမှုကြောင့် NGU လေးကျသွားတယ်ဒါပေမဲ့ NGU ကမြန်မြန်ပြန်ထပြီးရှေ့ဆက်လာတယ်ဘတ်နဲ့အသက်ရှင်ကျန်သူက track ကားပေါ်တက်ပြီးမောင်းထွက်သွားတယ် NGU ကကားကိုဖုတ်ဖွဲဖို့ပြင်လိုက်ပေမဲ့သူ့အသင်းပေါ်နှစ်ယောက်ကကြားဝင်လာပြီးချစ်ပြက်ထိန်းချုပ်မှုကြောင့်ထွက်သွားရတယ် Command Center မှာဘတ်ကကိုဘီနဲ့ပိုတော်ကို Universal Soldiers တွေနဲ့မတိုက်ခိုက်လို့ထောသားထွက်ပြီးအတူတိုက်ရင် NGU ကိုအနိုင်ယူနိုင်မယ်လို့ပြောတယ်ပိုတော်ကအဲ့ဒီလိုလုပ်လဲမအောင်မြင်နိုင်ဘူးလို့ရှင်းပြတယ်ဘတ်ထောသားထွက်လို့ကိုဘီကပိုတော်ကိုမတိုက်ခိုက်အောင်တားရတယ်အဲ့ဒီအချိန်မှာအဝေးမှာပောက်ကွဲမှုကြီးတစ်ခုဖြစ်သွားတယ်ကိုဘီကရုံးခန်းကိုအမြန်သွားပြီးတောက်ဘော့ပို့ထားတဲ့ဗီဒီယိုကိုကြည့်တယ်တောက်ဘော့ကအမေရိကန်စစ်တပ်တိုက်ခိုက်မှုအတွက်ပြစ်ဒဏ်အနေနဲ့ဘုံတလုံးဖုတ်ခွဲလိုက်ပြီလို့ပြောတယ်နောက်ပြီးတောက်ဘော့ကဝန်ကြီးရဲ့အကလေးတွေကိုသူတို့အဖေမှာအခြေအနေကိုပြောင်းလဲနိုင်တဲ့အာဏာရှိတယ်လို့ပြောတယ်ဒါပေမဲ့သမီးကသူ့အဖေအလျှော့ပေးတာထက်သူ့အမိကိုပဲတွေ့ချင်တယ်လို့ပြောတယ်ကိုလင်ကတောက်ကိုကလေးတွေနဲ့ဆက်သွယ်မတက်ဘူးလို့လှောင်ပြောင်ပြီးသူ့မှာစူပါဆိုးဂျာကြောင့်အမှန်တကယ်အာဏာရှိတယ်လို့ပြောတယ်တောက်ကလည်းပြန်လှောင်ပြီးအမိန့်ကိုလိုက်နာဖို့တတိပေးတယ်ညအချိန်လူက TV ရှိမှအိပ်ပျော်နေတယ်ရုပ်ရဲ့ပထင်းပေါက်ကိုခွဲပြီး gas grenade တလုံးပစ်ထိလိုက်တယ်လူတစုအိမ်ထဲဝင်လာတယ်လူကချက်ချင်းပြန်တိုက်ခိုက်ပြီးလူတချို့ကိုလဲချနိုင်ခဲ့တယ်ဒါပေမဲ့ကြံတဲ့သူတွေကဖမ်းချုပ်ထားလိုက်ပြီးဓာတ်ငွေကြောင့်မေ့သွားတယ်နောက်ပိုင်းလူက command center မှာကလထိုင်နဲ့ချုပ်ထားခံရပြီးနိုးလာတယ်ပိုတာကစန်ဒရာခွင့်ပြုချက်နဲ့ဒီလောက်ရက်ကိုလှုပ်တာဖြစ်ပြီးတငယ်ချင်းတွေနဲ့အတူရှိနေတယ်လို့ပြောတယ်လူရဲ့စိတ်အခြေအနေကောင်းမကောင်းမေးမြန်းပြီးနောက်ပိုတာကအထူး serum တစ်ခုထိုးပြီးတယ်ပြီးတော့ treadmill ပေါ်မှာစန်တာတွေလုပ်တယ်စန်ဒရာကလူဟာဟိုမှုကူထုံးတွေဖြတ်တန်းခဲ့မှုတာကြောင့်ဒီကိစ္စပြဿနာဖြစ်နိုင်မလားစိုးရိမ်နေတယ်ဓာတုပစ္စည်းတွေထပ်ပြီးဖို့အချိန်ရောက်တော့စန်ဒရာကလူဘေးမှာရှိတယ်လူယုံကြည်တဲ့တယောက်တည်းသောသူဖြစ်လို့ပါပြီးတော့လူကိုထပ်ပြီးစီးထိုးပြီးတနက်ကလပ်ပြီးတော့တုံ့ပြန်နိုင်စွမ်းစမ်းတတ်တယ်သူကပြစ်မှတ်ကိုတိတိကျကျပြစ်နိုင်ခဲ့ပြီးစစ်သားအဖြစ်အရင်စွမ်းရည်ပြန်ရလာတာတက်ပြပြခဲ့တယ်တစ်ဖက်မှာကူဘီနဲ့ပိုတော့ကစိတ်ယုံရဲ့လီချောင်းတပ်ပုံကိုကြည့်တယ်ဘတ်ကပိုက်လိုင်းတွေကနေအထဲဝင်နိုင်တယ်လို့ပြောတယ်ကိုဘီကစုံစမ်းရေးခွင့်ပြုပေမဲ့ NGU နဲ့မတိုက်ဖို့အမိန့်ပေးတယ်ဘတ်ကစက်ယုံနာကိုတိတ်တိတ်လေးဝင်ရောက်တယ်လုံခြုံရေးတွေရှိပေမဲ့နောက်ကနေချင်းကပ်ပြီးအတန့်မထွက်ပဲအနိုင်ယူလိုက်တယ်လူတယောက်ကသူ့ကိုမြင်သွားလို့တိုက်ခိုက်ရတယ်ကံကောင်းစွာပဲဘတ်ကအနိုင်ယူနိုင်ခဲ့တယ်ပြီးတော့ပိုက်ထဲဝင်ပြီးအဆောက်အဦထဲတက်သွားတယ် reactor အနားရောက်တော့ကင်မရာတက်ဆင်ပြီး command center ကနေဘုံတွေကိုလေ့လာနိုင်အောင်လုပ်တယ်ဘတ်ကဘုံတွေကိုပိတ်ချင်ပေမဲ့ကိုဘီက NGU နဲ့ထိတ်တိုက်တွေ့နိုင်တာကြောင့်မစွန့်စားဘူးပြောပြီးခလီတွေကိုပဲကယ်ဖို့ပြောတယ် NGU ကအဲ့ဒီနေရာမှာလှည့်လေစောင့်ကြည့်နေတဲ့အတွက်ဘတ်ကပုံနေပြီးအခွင့်အရေးစောင့်နေဝင်ကြီးကအကြမ်းဖက်သမားတွေနဲ့ညှိနှိုင်းဖို့ညှင်းဆန်တယ်သူ့ဇနီးကတော့အရန်ဒေါသထွက်ပြီးသူတို့ကလေးတွေကိုအန်တီရဲထဲထည့်နေတယ်လို့အော်ပြောတယ်ကလေးတွေတခုခုဖြစ်သွားရင်ဘယ်တော့မှခွင့်မလုပ်ဘူးလို့လည်းပြောတယ်နောက်တော့ဝင်ကြီးကနိုင်ငံတော်ရုပ်သံမှာကြီးညာချက်ထုတ်ပြီးဒက်တိုနေတာကိုပိတ်ပေးမယ်ဆိုရင်အကျဉ်းသား100ကိုလွတ်ပေးမယ်လို့ပြောတယ်ပြီးရင်နောက်ထပ်အချိန်ပိုင်းတွင်ကြံတဲ့အကျဉ်းသားတွေကိုသူ့ကလေးတွေနဲ့လဲလှယ်ဖို့ဆက်လက်ညှိနှိုင်းသွားမယ်လို့ပြောတယ်စစ်ရုံမှာတိုပေါဖ်နဲ့သူ့လူတွေကပထမဆုံးအောင်ပွဲကိုဂုဏ်ပြုကြပြီးဒက်တိုနေတာကိုပိတ်လိုက်တယ်စန်ဒရာကလည်းဒီညှိနှိုင်းမှုကိုအောင်မြင်မှုတစ်ခုလို့မြင်ပြီးလူရဲ့ကုသမှုကိုရပ်လိုက်တယ်ဓာခွေးကန်းထဲမှာကော်လင်ကအစီအစဉ်ကိုသူမထိန်းချုပ်နိုင်တော့တာကြောင့်စိတ်ပြတ်နေတယ်သူ့ NGU ကတိုပေါဖ်နဲ့သူ့လူတွေကိုမထိခိုက်နိုင်ဘူးဖြစ်နေတာကြောင့်သူ့ရဲ့လျှို့ဝှက်လက်နက်ကိုအသက်သွင်းဖို့ဆုံးဖြတ်တယ်အဲ့ဒါကတော့ Andrew ဆိုတဲ့ကလုံးတယောက်ပါ Andrew ကစိတ်မမှန်တဲ့ psychopath တယောက်ဖြစ်လို့အရင် Universal Soldiers အဖွဲ့တွေကတပ်ပြတ်ခံခဲ့ရတဲ့စစ်သားတယောက်ရဲ့ကိုယ်ပေါက်ဖြစ်တယ်နောက်ပိုင်းကော်လင်ကတိုပေါဖ်နဲ့တွေ့ဆုံတယ်တိုပေါဖ်ကသူ့လူတွေလွတ်မြောက်လာပြီဖြစ်လို့စက်မတိုက်ချင်တော့ဘူးလို့ပြောတယ်ဒါကိုကော်လင်မကြိုက်ဘူးသူကစစ်တပ်တခုတိစောက်ချင်နေတယ်တိုပေါဖ်ကတနတ်ထုတ်ပြီးသူ့ရဲ့ပူပေါင်းမှုပြီးဆုံးသွားပြီလို့ပြောတယ်အဲ့ဒီချိန် Andrew ပေါ်လာတယ်တိုပေါဖ်ကလုံခြုံရေးတယောက်ကိုခေါ်လိုက်ပြီပဲ Andrew ကလက်သီးတစ်ချက်ထဲနဲ့လေးချလိုက်တယ်တိုပေါဖ်ကတနတ်နဲ့ပြစ်ပြီးမယ်ကြီးစံတွေက Andrew ကိုမထိခိုက်နိုင်ဘူးပြီးတော့ Andrew ကတိုပေါဖ်ကိုအပြင်းထန်တိုက်ခိုက်ပြီးစက္ကန့်ငယ်တွင်တပ်ပြလိုက်တယ်ကော်လင်ကအလုတ်ကောင်းလုပ်ခဲ့တယ်လို့ချီးကျူးပေးမယ် Andrew ကဂရုမစိုက်ဘူးကိုလင်ကြောက်သွားပြီအမိန့်ပေးဖို့ကြိုးစားပြီမယ် Andrew ကမနာခံဘူးအစ Andrew ကစိတ်အခြေအနေစစ်ဆေးတဲ့မိခွန်းတွေကိုပြန်ပြောပြီးကော်လင်ရဲ့လေပင်ကိုဖမ်းကင်လိုက်တယ်သူ့ရဲ့အားကြီးတဲ့လက်တွေကကော်လင်ရဲ့ခေါင်းကိုဖိချီတပ်ပစ်လိုက်တယ်ကော်လင်ရဲ့အကူဝန်ထမ်းကလာရှာတဲ့အချိန်မှာအလောင်းကိုမြင်ပြီးထွက်ပြေးသွားတယ်ပြီးတော့ Andrew ကဓာတ်သုံးပြီးသူ့ခေါင်းတွေကချစ်ကိုထုတ်ပစ်လိုက်တယ်တစ်ချိန်တည်းမှာပဲဝန်ကြီးရဲ့ကလေးတွေကပွဲခံနေကြတဲ့အခွင့်အရေးကိုအသုံးချပြီးထွက်ပြေးဖို့ကြိုးစားနေတယ်ဘတ်ကသူတို့နဲ့တွေ့ပြီးချက်ချင်းအပြင်ကိုခေါ်ထုတ်ပြီးတယ်အဲ့ဒီချိန် Andrew ကတက်တိုနီတာကိုပြန်ဖွင့်လိုက်တယ်ဘတ်ကတ်ထားတဲ့ကင်မရာကြောင့်အမေရိကန်စစ်တပ်ကချက်ချင်းတီးသွားတယ်ကိုဘီကဆန်ဒရာကိုလူရဲ့ကုသမှုကိုအမြန်ဆုံးပြအောင်လုပ်ဖို့အမိန့်ပေးတယ်
ဒါကြောင့်ဆန်ဒရာကမူလစီစဉ်ထားသလိုတတိထားစရာတွေအပြည့်အဝမလုပ်နိုင်တော့ဘူးနောက်ဆုံးစီးထိုးလိုက်တဲ့အချိန်လူကသူ့အမတ်တရားတွေပြန်ရလာပြီးဆန်ဒရာကိုထွက်သွားဖို့ပြောတယ်သူ့အနားမှာရှိရင်မလုံခြုံနိုင်ဘူးလို့ပြောပြီးမြဲဆန်ဒရာကသူ့ကိုအားပေးဖို့စက်နေခြင်းနဲ့လူရဲ့ခန္ဓာကိုယ်ဟာစက္ကန့်အနည်းငယ်တုန်ခါပြီးပုံမှန်ပြန်ဖြစ်သွားတယ်သူကဆန်ဒရာကိုဖတ်လိုက်ပြီးမြဲအရန်တင်းကြလို့နေနာသွားတယ်လူထင်းချုံမှုလွတ်သွားပြီလို့ထင်နေဆရာဝန်တယောက်ကတားဖို့ပြေးလာပြီးမြဲလူကအလွေတကူလဲချလိုက်တယ်ကိုဘီနဲ့ပေါ်တာလေးရောက်လာကြတယ်ဒါပေမဲ့လူကလက်နဲ့တစ်ခုယူပြီးသူ့မရှင်အတွက်ထွက်သွားတယ်စိတ်ယုံရောက်တာနဲ့လူကလေခွင်းအလေကနေတိုက်ရိုက်ပြီးဝင်ပြီးမြင်သမျှလူတွေကိုပြစ်ခတ်တယ်ပြန်ထိခိုက်မှာကိုလုံးဝမစိုးရင်ဘူးရန်သူတယောက်ကကြီးပနဲ့တိုက်လိုက်ပြီးမြဲလူကချက်ချင်းပြန်ထားပြီးရန်မောင်းနှစ်ယောက်လုံးကိုပြစ်တက်လိုက်တယ်ကြီးပလေပြန်ချသွားတယ်တနတ်တန်ကြီးကြောင့်နောက်ထပ်လူတွေရောက်လာပြီးမြဲလူကဆက်လက်တိုက်ခိုက်ပြီးအဆောက်အဦတွေဝင်သွားတယ်လမ်းပိတ်တဲ့သူတိုင်းကိုပြစ်တက်တယ်ကြီးကုံသွားတဲ့အချိန်မှာဓာတ်သုံးပြီးလက်ချင်းတိုက်ပွဲဆက်လုပ်တယ်လူအားလုံးကိုထိရောက်စွာအနိုင်ယူနိုင်ခဲ့တယ်လူတယောက်ဆိုရင်အရန်ကြောက်သွားလို့တိုက်မဲ့အစားပြစ်တင်ပေါက်ကနေခုန်ထွက်ပြီးထွက်ပြေးသွားတယ်တစ်ဖက်မှာ NGU ကတိုးပေါက်နဲ့ကော်လီရဲ့အလောင်းတွေကိုတွေ့ပြီးတရခံကိုလိုက်ရှာတယ်နောက်ဆုံးဘုတ်နဲ့မတော်တဆတွေ့သွားတယ် NGU ကတနက်ပြစ်နေတဲ့သူကိုလွယ်လွယ်ကူကူလက်သီးတစ်ချက်နဲ့ရပ်တန့်လိုက်ပြီးတိုက်ပွဲအသစ်တစ်ခုစတင်တယ်။ Berg ကတိုက်ခိုက်နိုင်စွမ်းကောင်းတဲ့စစ်သားတစ်ယောက်ဖြစ်ပြီး NGU ရဲ့အင်အားပြင်းတိုက်ခိုက်မှုတွေကိုတောင်ခံပြီးစက်တိုက်နိုင်ခဲ့တယ်။ဒါပေမဲ့သူကစူပါဆိုဂျာမဟုတ်တဲ့အတွက် NGU ကနောက်ဆုံးမှအနိုင်ယူလိုက်ပြီးနေရန်ပေါ်ဖိထားကဓာတ်နဲ့တပ်ဖို့ကြိုးစားတယ်။လူကအဓိကအဆောက်အဦစီရောက်လာတဲ့အချိန်မှာစမ်းသက်ခန်းထဲရှိအဖွင့်ကွန်တိန်နာတွေကအလောင်းတွေကိုမြင်ပြီးဘာဖြစ်ခဲ့လဲဆိုတာတန်တရားဝင်လာတယ်။တွေးချောင်းကိုလိုက်သွားပြီးကိုဝင်ရဲ့အကူလည်းတိတ်ဆုံးနေတယ်ဆိုတာတွေ့ရတယ်။ဘေးခန်းတစ်ခုမှာအန်ဒရူးကခလီးတွေကိုပိတ်မိအောင်လုပ်ထားတာကိုတွေ့တယ်။အန်ဒရူးကလူကိုအရင်ကတွေးဖူးသလိုခံစားရပေမဲ့မှတ်ဉာဏ်မရှင်းလင်းတော့အသေးစိတ်မမှတ်မိဘူး။အန်ဒရူးကခလီးတွေကိုတိုက်ခိုက်ဖို့လှုပ်ရှားတဲ့အချိန်လူကကန်လိုက်ပြီးခလီးတွေထွက်ပြေးနိုင်သွားတယ်။စူပါဆိုဂျာ2ယောက်စတင်တိုက်ခိုက်ကြပြီးပစ္စည်းတွေနှံရံတွေဖျက်ဆီးရင်လှေကားပေါ်ကနေလှိမ့်ကျသွားတယ်။ဒါပေမဲ့တိုက်ပွဲကမရက်သေးဘူး။သူတို့ကပစ္စည်းတွေထပ်ဖြတ်ပြီးနှံရံတစ်ခုကိုပါချိုးဖြတ်ကနောက်ဆုံးပတင်းပေါက်ကနေပါပြုတ်ကျသွားတယ်။အန်ဒရူးကလူကိုအဆုံးသတ်ဖို့ခုံဝင်လာချိန်လူကတန်ပိုက်တစ်ခုယူပြီးအန်ဒရူးရဲ့ခေါင်းကိုထိုးထည့်လိုက်တယ်။အန်ဒရူးကမတိသေးတဲ့အတွက်လူကအလောင်းတစ်လောင်းစီကတနက်ယူပြီးတန်ပိုက်ထိထိကပောက်ကွေးစီပြီးအန်ဒရူးကိုအဆုံးသတ်လိုက်တယ်။လူကအာနီလိုနေပြီဖြစ်လို့ emergency serum ကိုထိုးလိုက်ပြီးနောက်ထပ်မိနစ်20လောက်လှုပ်ရှားနိုင်လာတယ်။ကလေးတွေကိုရှာတွေ့ပြီးကယ်ဖို့ကြိုးစားပေမဲ့အန်ဂျီရူကထပ်တိုက်ခိုက်လာတယ်။လူကိုအလွယ်တကူအနိုင်ယူပြီးအန်ဂျီရူကကလေးတွေကိုလိုက်တက်ဖို့ကြိုးစားတယ်။လူကထပ်မံတားဆီးလိုက်ပြီးအန်ဂျီရူကလူလက်မလျှော့တော့ဘူးဆိုတာနားလေသွားပြီးတကယ်တမ်းတိုက်ခိုက်ဖို့သဘောတူလိုက်တယ်။အစာပိုင်းမှာအန်ဂျီရူကအသာရနေတယ်လို့ပဲဖြစ်ပြီးလူကိုဓာတ်နဲ့ထိုးလိုက်တယ်။ဒါပေမဲ့လူလည်းစူပါဆိုဂျာဖြစ်တာကိုမသိခဲ့ဘူး။လူကစက်တိုက်ခိုက်နေပြီးအန်ဂျီရူကသူ့လေဘင်းကိုပါလှီးလိုက်ပေမဲ့မရက်နိုင်ဘူး။လူကတန်တန်တစ်ခုယူပြီးအန်ဂျီရူရဲ့လေဘင်းကိုထိုးဖောက်ကအနိုင်ယူလိုက်တယ်။ပြီးတော့ကလေးတွေနဲ့အတူထွက်ပြေးသွားတယ်။အန်ဂျီရူကတန်တန်ကိုပြန်ဖြုတ်ပြီးပြန်ကောင်းလာတာကိုသူတို့မမြင်ခဲ့ဘူး။ reactor စီသွားနေချိန်အန်ဂျီရူကထပ်လာတိုက်တယ်။ဒီတိုနေတာပောက်ကွဲဖို့မိနစ်အနည်းငယ်ပဲကြံတော့တဲ့အတွက်လူကအချိန်ဆွဲဖို့ပဲတိုက်ပြီး reactor စီပြေးသွားတယ်။အန်ဂျီရူကလိုက်လာပြီးပောက်ကွဲပစ္စည်းနားမှာတိုက်ပွဲအသစ်စတင်တယ်။တိုက်ခိုက်နေရင်လူကဒိုင်တိုနေတာကိုအန်ဂျီရူရဲ့အဝတ်ထဲထည့်နိုင်ခဲ့ပြီးတွန်းချလိုက်တယ်။သူတို့နှစ်ယောက်လုံးလာသားဆောင်ကနေပြုတ်ကျပြီးမြေပေါ်လင့်ကျသွားတယ်။လူကအားကုန်သွားလို့လှုပ်မရတော့ဘူး။ NGU က detonator ကိုအဝတ်ထဲကပြန်ထုတ်ပေမဲ့နောက်ကျသွားပြီ။ detonator ကသူ့လက်ထဲမှာပဲပောက်ကွဲပြီးနောက်ဆုံးတော့သူ့ကိုတတ်လိုက်တယ်။ကံကောင်းတာကပောက်ကွဲမှုကလူစီမရောက်ခဲ့ဘူး။လူကကလေးတွေကိုနောက်ဆုံးတစ်ချိန်ကြည့်ပြီးထွက်သွားတယ်။မကြခင်စစ်တပ်ရောက်လာပြီးကလေးတွေကိုကယ်တင်ခဲ့တယ်။အလောင်းတွေကိုလည်းသူ့ဒေသနာအတွက်ယူသွားကြတယ်။နောက်ပိုင်းဗာဂျီးနီးယားမှာပေါ်တာက NGU ကိုပြန်ပြင်ပြီးကလုံးအများကြီးထုတ်လို့ကသူ့ကိုယ်ပိုင်စူပါအာမီတစ်ခုတိစောက်လိုက်တယ်